Chào alo em mình là ba đi khám rồi Edison nga hắn nói mà chỉ nên mình chỉ phải chỉ có toa cái mà đi ăn đi phải Edison nó giờ tham là cái coffee tham một trà drink cái coco mà tao rồi phải đảm mẹ Edison ka coffee ကိုဒီမှာတောက်ဖို့အကြံဉာဏ်မပေးဘူးပေါ့ပြီးတော့ကိုကနေရကောင်းကောင်းရချင်တယ်ဆိုရင်စောစောလာခဲ့ပါဒါကတော့ Edison လို့ရထားလာမှာဖြစ်တဲ့အတွက် safety ဖြစ်ဖို့အတွက် Edison လို့နောက်ဆုတ်ခိုင်းနေတာဖြစ်ပါတယ်ကဲထားလာပါပြီ Edison လို့ရထားကလုံးဝအနည်းကြီးပါတဲ့အတွက်အရင်ကြီးစိတ်ထားပါတယ်ရန်ကိုကြောက်ဖို့လည်းကောင်းပါတယ်ဒါပေမဲ့ကိုကအနောက်ဆုတ်ပြီးနေမှာတော့ဖြစ်ပေါ့နော်ဒါက Edison ကပီကာချူအထုတ်လေးနဲ့ memory တစ်ဖြတ်ထိုင်ခဲ့တာလေးဖြစ်ပါတယ်ဒီမှာကြည့်အလုံးဝအနီးကပ်ညထားရန်စိတ်လို့ရှိကောင်းပါတယ်ကိုမတော်က trace schedule ကိုတေချာတည်ထားဖို့ Edison က recommend ပေးပါတယ်ပြီးတော့ Edison တို့ Vietnam ဟောပေါ်သွားစားပါတယ်ရန်ကိုစားကောင်းပါတယ်သူကအစင်ဟန်နွိုင်းအိုကွာတာမှာရှိပါတယ်ကုန်သွားတဲ့ energy တွေကိုပြန်ဖြည့်ဖို့အတွက် hotel ပြန်ပြီးတော့အနားယူတာပဲဖြစ်ပါတယ်အားလုံးပဲ